ခုကျွန်တော်တို့ပြည်စမှုတင်ကြတဲ့ဒေသရှင်ကတော့ကျော်ပိုင်းဖြစ်ပါလေကျော်ပိုင်းချင်းချင်းမောင်ကြွလာကျွန်တော်တို့ကိုစောပိုင်းပြည်တဲ့ထင်မှရောက်နေပါလေကျွန်တော်စနေမောင်ခေါ်ရစီကြွပါခင်ဗျာကြွပါစောပိုင်းဒါလည်းဆောပါလားမလာပါကြွပါကိုကြီးမဲ့တချင်းလေးပဲကျွန်တော်ဟုတ်ကဲ့ပါကျွန်တော်တို့ကိုဘတ်တွေမတ်တဲ့ဘွဲမှာကျွန်တော်တို့အားလုံးကိုဘတ်တွေကိုမှတ်ရနိုင်မယ်ချင်းလေးတစ်ပုဒ်ကိုကျွန်တော်ဆိုချင်ပါတယ်ကျေးဇူးများတင်ပါတယ်